င်းရှုံးပြီကွာအခုတို့လေအခုတို့လေကဲငါကအားလုံးဝဲမင်္ဂလာပါကျွန်တော်တော့ AKM ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က ARK Animate Edition ကိုကျွန်တော်ဆော့တက်ပြီးတော့မှာပဲဖြစ်ပါတယ်ဒီ game လေးက survival game နေမှာ graphic ကလည်းမိုက်ရဲ ဆော့လို့လည်းတကယ်ကောင်းတယ် game ကောင်းကြီးတကယ်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူဒီ game လေးကိုတစ်ချက်စမ်းဆော့ကြည့်လိုက်ရအောင်ကျွန်တော်က over ရှင်းပဲဆော့ဦးတာပေါ့နော်ဒီ new version ကတော့အခုမှစဆော့ကြည့်မှာဆိုတော့ဒီထဲမှာအကောင်တစ်တွေလည်းပါတယ်ဗျာအများကြီးပဲဆိုတော့ကျွန်တော်နဲ့တူတစ်ချက် game လေးကြည့်လိုက်ရအောင်ဒီမှာတော့မတ်တွေအများကြီးရှိရဲ့ဗျကျွန်တော်တို့ဒီမတ်လေးပဲယူလိုက်မယ် Okay easy ရက်ဆိုင်စောရတာပိုကောင်းအောင်မီယန်တော့ထားလိုက်မယ် Okay ပြီးရင်ကျွန်တော်ဒီကောင်နေမယ် Okay ဒီညမှာကျွန်တော်ရဲ့ character ကိုစကြိုက်ပြင်လို့ရတယ်ကြာ Okay တော့နေမယ်ဒီလောက်ဆို share ပဲပေါ့ကဲထားပါဒီလောက်ပဲထားလိုက် Okay နာမည်က again ထားလိုက်မယ် Okay ပြီးရင်ကျွန်တော်တို့ဒီမှာနေရာရွေးမယ်ပေါ့ဗျာကျွန်တော်က Okay ဒီနေရာရွေးမယ် Okay ဒီကောင်ကြော်လိုက်မယ်ယောကြီးတကယ်လာတာပေါ့ကြည့်ပါညဘာတော့ဟာဟဲ့အစတင်းတော့မတင်ရလေဒီကနေကွာဒီကောင်လေးတွေများရ Okay ခံရစနေချင်တယ်Okay ဒါ graphic resolution ကတော့မြင် Okay Okay ဒီချက်ကြည့်ရအောင် Okay ဒါဆိုရင်တော့တော်လေးရပဲ Okay Okayဒီကောင်ကြီးတော်ရှုံနေတာကွာနည်းနည်းလေးဒီကောင် graphic ကတော့မိုက်ပါတယ်အဆိုးပါနည်းလေးပို smooth ဖြစ်အောင် Okay မီလီယံလောက်ထားရင်ကောင် high လောက်ထားတူပါပဲဒါပါပဲဟားတယ်မကွာဆိုဆက်ကြည့်လိုက်ဆိုဒါ D1 ပေါ့နော် Okay အိုင်ရန်ဒီချောင်းတော့ခရလိုက် Okay ဒီညမှာဆိုရင်ကျွန်တော်က movement speed ကိုပဲကျွန်တော်အမြန်လုံးပဲဗျာကျန်ရတိတ်အခက်အခဲမရှိOkay ဒီနာ red ကပေါ်နေရတာကွာ
Okay, show on graphics ကြီးရှေးကြီးပါ Okay အရင်ဆုံးကျွန်တော်ရောဘာတော့အေးမင်းကဘာမှမလုပ်ပါသေးအဲ့လိုအရေးရဲ့အကြောင်းရင်းဆိုဒီ movement speed မြင်လာတာပို့အသုံးဝင်တော်သေးမလိုက်တော့အေးကြီးကငါဘေးလေးကိုအတီးကျလုပ်ရမယ်ဆိုတော့အိုင်အကြောင်းခရလိုက် Okay ဘာမှလည်းမရှိဒီကဒီမီးဖို့လိုတယ်ဒီကောင်လိုတယ်ဒါလိုတယ် Okay ဆိုတော့အရင်ဆုံးရှုပ်ပြန်ပြီဒီကောင်လေးတော်ဖြစ်နေတော်ဖြစ်အဲ့ဘယ်လိုပြပြီးကနေဝအပေါ်မှာပြီးရအပေါ်ပြီးတော့လိုက်ကြိုက်ရောOkay အေးကြီးတာဒီကောင်ခရက်ကဆိုတော့ဒီကောင်လေးလည်းလိုတယ်ဒီကောင်ကြောက်တွန်းလိုတာမီးကိုလိုဖို့အခုတော့ဆိုရင်ရတယ်ဆိုတော့ကျွန်တော်တရားရီခေါ်ပါစတိုရီကပြေးရမှာ၄အောင်လေးနေအရင်ဆုံးဘေးကူဆောက်ရမယ် Okay ဒီနေ့ကနောက်ပြီးတော့မှပဲတစ်ပင်လာခိုးတော့မစင်တစ်ပင်နိုင်တယ်အရင်ဆုံးဘေးလောက်ပါမယ်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်အိုင်ရန်နေထဲမှာအဲ့ထဲမှာရမယ်ဒီကင်းကတကယ်အသက်ပါဗျာရှေးကြီးပါမကြည့်ပါโอเคဒီဘက်မှာတပည့်အများကြီးပဲထူဒီကောင်လေးကိုကြောက်တတ်မယ်ကောင်းတာလုံးစစားလို့ရတယ်Okay တော်လေးစမှုဖြစ်ပါရဲ့ဗျာဆိုရတယ်ရှုပ်ပြန်ပြီကွာဒီကောင်လေးတော်ပြစ်နေတာOkay မင်းတို့အသားရတယ်တေးလေးရတယ် Okay ကျွန်တော်ဒီနေရာလေးကိုအားကြီးသဘောကျတယ်ဘာလို့လဲဆိုတော့ဒီနေရာမှာတစ်ချက်ကြည့်ရရွာတော်တော်လေးမိုက်တယ်ဆိုတော့ကမ်းကြီးနဲ့လည်းနေရပျော်ဟိုဘက်ကကျုံးလေးနဲ့လည်းနေရပြီးတော့ဒီနေရာအန်ရီလေးနည်းနည်းကင်းရပေါ့ဗျာ Okay ဒီနေရာမှာကျွန်တော်ဘေးဆောင်မယ်
So, you know, Mew Land. Okay, in zone level 4 people GG. Okay. Movement မမြင်တာလေ Okay. Sure, level 4ကပွင့်နေပြီခ So ကျွန်တော်ဒီပေါက်လေးတွေခြားထားလိုက်လိုအပ်တာလေးလိုက်ဖွင့်အရင်ဆုံးအနေနဲ့ကျွန်တော်လိုအပ်တာကအဲ့အရာတစ်ခုရယ်ပေါက်ရယ် Okay. Okay, ဒီညာလောက်မှမိဖို့ဖို့လိုက်မိဖို့ဖူပြီးသွားပြီဆိုတော့ကျွန်တော်မိဖို့ဖူပြီးဆိုတော့ကျွန်တော်ဒီမှာတသားထည့်ရမယ်ပြီးတော့အသားလေးထည့်ပြီးချက်လိုက် Okay. ချက်တာတော့မင်းတောင်းဝင်ပေါ့ဆိုတော့ဒီကောင်ကြီးကတော့အနေဒုက္ခညာတယ်သူကြီးက level ကခုံမရှိသေးတယ်အဲ့ဒီ450တော့ဆိုတော့ကျွန်တော်ဒီကောင်ချလိုက်မယ် Okay. ဒီလေးကိုနည်းနည်းလေးမဲ့အရာကြီးထည့်ထားလိုက်မယ် Okay ဒီအရာတော့အောက်ချထားလိုက် Okay. အရင်ဆုံးတက်တယ် Okay, story ကပြည့်ရငန်းတာဗျာ Okay. So ဒီအရင်တော့ OARP မှာဆိုရင်တော့ဒီကောင်တွေတပင်းကြတော့နည်းရပြတယ်လားပြီးတော့ဒီတော့လေ graphic ကမမိုက်ဘာလို့ရလဲ Okay, waiting နည်းနည်းမြင်တယ်အခုမှလည်းနည်းဘာတီးရတာဟုတ်ပါ So ဒီငါလည်းဖမ်းအောင်ဒီငါလည်းပဲက18ပဲရှိရနေအောင်အင်းဆုံးတစ်စားဒီကောင်လေးတွေရင်ထုတ်က So ဒီနေ့ရဲ့ graphic ကတော်တော်လေးမိုက်ရဗျာတော်တော်လေးမိုက်ပါပြီးတော့အရင်ရကိနေဘာမှတော့တိတ်အကွာကြီးတော့မကြည့်ဘူးဗျာဘယ်လိုပြောရမလဲ graphic ပိုင်းနဲ့အကောင်လေးပုံပြီးစုံလာတာပဲရှိတယ် Okay, အဲ့ဒါဆိုတင်းလင်းနေခိုးလိုက်မယ် Okay. Okay, ငါလေးနေဒီဒရိုလေးကချစ်စရာလေးကောင်ကြီး Okay, မင်းကအမားဆိုရင်မင်းကိုလည်းဖမ်းဘာလို့လဲဆိုတော့ဒူဒူဥကိုဗျာကျွန်တော်တို့ကခီပဲလောက်ရမှာအဲ့ဒါမှအကောင်လေးပါဖမ်းရင်ပူမြန်မှာတကောအမားဖြစ်လိုက်ဟုတ်တယ်အမဆိုတော့ကျွန်တော်ဒီကောင်ဒူဒူလေးကိုဖမ်းလိုက်ဒူဒူဖမ်းဖို့ကြတော့ကျွန်တော်တို့တွေထုတ်လို့တယ်ဒီ ARK မှာတုံးမပါဘူးလေရောက်ဒီ ARK မှာတုံးမပါဘူး
sure ဒုတ်လည်းမပါဆိုတော့လက်သီးနဲ့ပဲထိုးအောင်ပေါ့လက်သီးနဲ့ထိုးတော့ဒီနွားကြီးနဲ့ okay ချော့ okay အဲ့ပါမင်းအဲ့ပါပြီဆိုရင်အတီးကျွေးရဒီရကြီးမှာအကောင်ဘယ်နှကောင်ဖမ်းလို့ရတယ်တော့မသိဘူးဗျ။ Okay တောင်းလို့ Okay ချက်ချင်းနိုးတာလေရောင်ကြီးချက်ချင်းနိုးတာရောင်ကြီးချက်ချင်းနိုးတာဟာရောင်ကြီးငါးကောင်တော့ပြောရည်ဆိုတော့မင်းကဘလို့ဖမ်း Okay okay ရပြီဒီလိုကောက်ရင်ဦးမယ် okay ဒီလိုကောက်ရင်ဦးဟိုရကြီးမှာကျတော့အဲ့လိုမဟုတ် okay ဆိုတော့တော်ကြီးလာပါရင်အရင်တော့ကျွန်တော်တို့ဘေးဆောက်ရမယ်ဗျာအရင်ဆုံး damage တိုးလိုက်အရင်ဆုံးဘေးဆောက်မယ်ကြမ်းခင်းလို့ကြမ်းခင်းကဘာလို့လဲမသိဒီ fiber ကိုအရင်ဆုံးလိုတယ်ဗျာ fiber အရင်ဆုံးရှာရမယ် okay ဟိုအိုင်နန်ကဘာပြီးမလဲမသိတခြားသွားကြည့်အောင် okay အဲ့ကြာလေဒီကနဲ့အောက်မကြတော့ရအောင်မကြဘူးလေကွာအဲ့ငါဘယ်လိုလုပ်သွားရအောင်ထားပါငါ fiber လေး fan တော့မိုးကရွာတော့ဒီကောင်ကပိကကနဲ့အောက်မစင်းဘူးနဲ့တပင်ရှိနေလို့တပင်ခံနေလို့ okay ရပြီမစင်းကြည့်တော့မစင်းတာကွာပိကကနဲ့ဒူလေးရလိုက်လာတာအင်းမလိုက်လာနဲ့မင်းအယောင်လေးနဲ့ချစ်စရာလေးတခြားတေဝအောင်မယ်စောနာမှာအဲ့ကြန့်ရင်ကဘာလုံးမှလည်းမသိတက်ကနဲ့အားကောင်မွေးရင်ကောင်းလည်းမသိလောဆယ်လေးခွားနဲ့ပြစ်ဖို့ကြတော့လည်းအဆင်မပြေသေးဘူးဆိုတော့မင်းအောက်ကနာစင်းပြီးတော့မင်းမလိုက်နဲ့ဟဲ့ဝိုင်Okay မင်းကိုကြည့်မှပေါ်တာဟုတ်တယ်ဆိုတော့ Oh dude we see Okay အခုမှ Okay ဟာဆိုမင်းမလိုက်တော့ကြောင်ဒူတေဝါတာလေကွာဘယ်သူတက်တာလဲโอเคထားပါအရေးကြီးကငါဖေးဆောက်ပဲရေးကြည့်ဆိုတော့အတက်ဒီလိုရယ်ခေါင်းလေးလို့ရယ်โอเคဆိုတော့အရင်ဆုံးကြမ်းခင်းကဘယ်နှခုတော့လောက်ပါ
Okay ကျန်းရင်းတော့ရပြီပေါ့နော်ကျန်းရင်းရပြီဆိုတော့ကျွန်တော်အိမ်ဆောက်ဖို့ပဲကျန်တော့တယ်ပြောရင်ငါပြေးသွားပြီရဲ့ Okay တိတိပြေးနေရတယ်တူတယ်ဟာနေရှော့ Okay ရပြီမင်းလည်းပဲရွှေ့ရသေးကြဆိုတော့ရော့ရှော့ခဏလာ Okay ရတယ်ကျွန်တော်အိမ်လေးကိုဒီလောက်မှဆောက်မယ်အရင်ဆုံးသူတို့အထဲထည့်တာဒီနွားကြီးရှုပ်ပြန်ပြီကွာOkay ဒီလောက်ပဲဆောက်လိုက်ပါမယ် Okay အော်ရှော့တက်ကွာနေမကြိုင်ငါတို့ကတော့ထပ်လို့သေးဆိုတော့တက်ပါလို့လားဆိုတော့တက်တာလိုက်လိုက်Okay ပြီးရင်ကျန်ကင်းတစ်ခုခရမယ်Okay ဆိုတော့ကျွန်တော်တို့ဘေးအကာကာမယ်ပေါ့ဗျာဆိုတော့ဒီထဲမှာချက်ကြည့်လိုက်မယ် Okay ဒီကောင်လေးဖွင့်မယ်ပြီးတော့တခါရေ Okay ဆိုတော့ကျွန်တော်တို့ဘေးကကြတော့ Okay 29ခုရောရရဲ့ဆိုတော့ကျွန်တော်ဘလောက် crime ကောင်းမလဲOkay တခုချင်းနေလောက်လိုက်Okay တခါပလောက်ကတခုရယ်ဒါတခုရယ် Okay ရင်ဆုံးကလိုက်မယ်Okay Okay Sure. ဒီကောင်ကဘယ်လိုရလဲ Okay ဒီလိုပါ Okay 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 ဒါအိမ်ပေါ့ဗောနော်အပေါ်လေးနည်းနည်းပါတက်စီရှိအောင်လိုက်ကားလိုက် Okay လူသေးရယ်ဘယ်နှခုလူอ่ะ1ခု2ခု3ခု4ခု5ခု6ခု9ခုပေါ့ဆိုတော့9ခုခရကမယ် Okay 10ခုထားလိုက်ပါ3 4 5 6 Okay ဒီကောင်ကီးနဲ့ခရကတာတွေရောင်မမိုက်လဲ3ခု4ခု5ခု6ခု Okay Sure Okay Okay ဆိုတော့ကျွန်တော်ဒီဘက်ဒီလိုလေးလုပ်လိုက် Okay ဒါရပြီဆိုတော့ကျွန်တော်တို့တွေတကားလို့ Okay ဒါတကားပေါ့ဗောနော် Okay ပြီးတော့ကျွန်တော်တို့ဒီအပေါ်ကနေပိတ်မယ် Okay ပြီးတော့တကားကြီးတက်လိုက်မယ်ဒါကျွန်တော်ရဲ့ ARK မြူပါရှင်မှာအရင်ဆုံးဖေးလေးပေါ့နော်ဒါအရေးလေးပေါ့ဗျာနောက်ပိုင်းမှာကြံပြင်မယ်အရင်ဆုံးကျွန်တော်တို့အမိုးလိုတယ်ဗျာဆိုတော့ဒီထဲမှာတစ်ချက်ကြည့်လိုက်မယ် Okay ဒီမှာ Okay အမိုးခရတာကြတော့ဘာလို့မလဲမသိဆိုတော့ကျွန်တော်တို့ဒီကောင်လိုတယ်ဆိုတော့တွိုက်လိုက်
Okay အမိုးကဘယ်နှခုလုံးမသိဆရာတွက်ကြည့်လိုက်အောင်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခုပဲလို့6ခု Okay 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 နှစ်ခုကွက်တိပြန် Okay ကွက်တိပြန်ဆိုတော့အိမ်ကြီးကတော်တော်လေးမိုက်သွားပြီဆိုတော့ကျွန်တော်ဒီအပေါ်ကိုကျတော့ဒီလိုကြီးခုန်တက်နေရတယ်တိတ်အဆင်မပြေဘူးလေကားလေးလုံးမှရလေကားလုံးဖို့ကြတော့ကျွန်တော်ရင်းမှာပဲစက်ကြည့်ရမယ် Okay Okay ဒီကဒါနဲ့တွေ့ရတယ် Okay ဆိုတော့ဒီချက်ကြည့်လိုက်အောင်မယ် Okay တက်သားလူရဲ့ဒီရခဏလေး Okay ဒါလေးဆိုရင်စင်ပြေသွားပြီဆိုတော့မင်းလည်းအထဲဝင်နေလို့ရတယ်အတူတူကဥတော်ဥနေပြီရဲ့ Okay မင်းဥလေးသိမ်းလာတယ်လား Okay ဒီကောင်ရင်သိမ်းလိုက် Okay Okayဆိုတော့ကျွန်တော်ဒီထဲမှာလာပြီးတော့ခုနကောင်လေးထားလိုက်မယ်ပြန်ပါဆိုတော့ကျွန်တော်အိမ်လေးအရေးလေးရပြီပေါ့ဗျာဆိုတော့ဒီမှာဒီ story box လေးရှိရယ်ကျွန်တော်အခုလောဆယ်အမဲလိုက်ဖို့အတွက် iron crack ရမယ်ဆိုတော့အရင်ဆုံးကျွန်တော် movement speed ကိုမြင့်လိုက်မယ်ပြီးတော့ cracking scale လည်းမြင့်လိုက်မယ် Okay ဘာ crack ရမလဲဆိုတော့ကျွန်တော်တို့ဒီကောင်လိုတယ်ပြီးတော့okay မြားရတယ်အရင်ဆုံးအဲ့ဒါအရင်ဆုံးလုပ်ပါမယ် Okay လေးခရလို့ရတယ်ညကြတော့ဘာလို့လဲမသိညပုံမှန်တိုင်းပဲ fiber ပဲ Okay ဆိုတော့ကျွန်တော်ဒီကောင်လေးရှာလိုက်Okay ငါဘိုက်စားနေပြီဟုတ်သားပဲဟုတ်တယ်မေ့နေတာ Okay မင်းရခဏရက်လိုက်ဟုတ်သားပဲအခုမှတတိရတယ်ဒီကောင်လေးကြတော့ဒီ fiber fan မှုကြတော့လက်နက်ကောင်းကောင်းလိုတယ်ဗျာဆိုတော့ကျွန်တော်အကောင်လည်းခါကောင်းရှော်ရောင်ကြီးလောက်လိုက်တာရောင်ကြီးကြည့်ပါဦးလောက်လိုက်ရနေဖမ်းလို့ရမှာမသိတော့ငါလက်ပင်နေကြတော့မဖြစ်နိုင်တော့ဘူးကွာတတငါပြန်လောက်ခံရလို့သေးဦးမယ်Okay အရင်တော့အဝိစားလေးဝေအောင်မဒီကောင်လေးကြာနေပြီအေးပတ်ရောပေါ့ Okay
โอเคလာပါပြီโอเคလာပါပြီဆိုတော့တော်မိုက်ပါထားကြပါဆိုတော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီခုနကတော့အကောင်တစ်ချက်ဖမ်းကြည့်ရင်ကောင်းမနေတွေ့တယ်ဆိုတော့အများနဲ့ကြတော့ဖြစ်ရင်သိမှာလေးဝါးနဲ့ပြက်ကဒုတ်လည်းမရှိဘူးဆိုတော့ဒီကောင်ကစတုံးလို့ကြောက်လို့โอเคရေဒီမှာဆိုရင်ဒီ story ကခဏပြည့်โอเคခုနကောင်ရှိသေးရဲ့ဆိုတော့ဂျာလေးကိုခွက်လိုက်ပြီးတော့လေးခွားနဲ့တိတ်ကြည့်ရလေးခွားနဲ့ပြလေးခွားခံနိုင်မှာလို့မသိ34လုံးမရှိဒီမှာဟုတ်တယ်အဲ့ဒီကောင်ကရှုပ်ပြီကွာမင်းရှုပ်ရင်ရှုပ်ပြီကွာအခုတို့လေငါကမလုံးနဲ့ဒီကောင်ကလှုပ်ချင်နေတယ်ဒီကောင်ကလှုပ်ချင်နေတယ်ရတယ်ဒီငါလှုပ်ချင်နေတာဒီငါလှုပ်ချင်နေလိုက်โอเคဒီမှာဒီကောင်ရှိသေးတယ်ဆိုတော့ဘုံငါကရှိသေးတယ်ဒီကောင်မကျင်းတဲ့သေးဘူးโอเคအဲ့ဆိုရင်โอเคဒီကောင်ခေါ်လိုက်โอเคမင်းကပြစ်ဖမ်းကြည့်အောင်မင်းငါ့ကိုကိုင်းနေမှန်းအားပဲမင်းပဲဖမ်းနိုင်မှာကြည့်โอเคဒီလာပြီမင်းလာပြီတော်မလားတော့ဆိုငါလည်းလွယ်ပြီးတိုင်းโอเค收ပြန်ပြီဒီငါကြက်တည်းတုံးရကွာဘယ်ဝိုင်လဲမင်းလာတတိတုံးတော့ကွာအပေါ်မှာနေပြီးတော့ဒီအကောင်လေးကိုဖမ်းလို့ပါโอเคမင်းကောင်းပြန်တော့အားမဒုံးမရှိတာစိုးတယ်ကွာဒုံးရှိရင်မင်းရိုက်ရင်မှောက်နေတော့ပြီဘောရှာโอเคမှောက်တယ်ဆိုကျွန်တော်အခုလို့စစ်ပဲတီးခူရမယ်ဆိုကရငါကဘာအခုတို့လေးလည်းမသိဘူးကွာဆိုတော့ဒီကောင်ကကျွန်တော်ပဲတက်ချင်โอเคမင်းမထားနဲ့မင်းထားနေโอเคလိုရတယ်โอเคမင်းကပဲတီးကြိုက်တယ်လည်းမသိဒီကောင်စားတယ်โอเคစောင့်ကြည့်ရမှာစားရင်ဒီမှာအကောင်ဖားရတာလွယ်ရဲကွာတလားကိုနငါကဟိုးမှာစက်တီတုံးလားโอเคမြို့မှာစီးဖို့အတွက်လောက်အောင်မယ်
မင်းတို့ကစီးဖို့အတွက်အရင်ဆုံးသိရလို့လားမသိချက်ချတယ်ဒီနေ့တိုင်းမတည်ရတက်တာရလို့တဲ့ဆိုငါအကောင်ရင်တက်ကမှာအကောင်ရင်တက်ကမှာโอเคမင်းတို့ဘာမှလဲโอเคရှော့မျိုးမဖန်တက်လိုက်တော့ရှော့ရှော့လိုက်တော့โอเคအင်းကြီးတေးโอเคတေးဘလို့ဆိုရပြီဆိုတော့ကျွန်တော်ဒီမှာပြတာလေးနဲ့ခေါ်လိုက်โอเคရပြီဆိုတော့မင်းလည်းအခုလောက်ဆိုနိုးလောက်ပြီနေတွေ့တယ်ကျွန်တော်ရဲ့ဒီ drama နည်းနည်းညင်အောင်မှာပြီးတော့ movement speed ရှော့လမ်းဆက်လျှောက်လို့မရတော့ဘူးโอเคမင်းတို့နေလဲโอเคအားကောင်ရပြီဆိုရင်ကျွန်တော်ဒီမှာမလုပ်လို့ရမယ်ဆိုတော့ variety ကိုဖမ်းလို့ရတယ်ဗျာဆိုတော့ draw မိုက်တယ်โอเคကျွန်တော်ကောင်လေးနိုးပြီမင်းတို့ကရော့မေးစားလမ်းမင်းတွေးနေဖြန့်ပြရโอเคမင်းတို့ကဒါတက်ပြီโอเคကျွန်တော်စီးလို့ရပါပြီโอเคဆိုโอเคတိတ်မမြင်ရဘူးပေါ့ညနေဆောင်ပြီဆိုတော့ကြည့်ပါဦးဗျာရွှဲခံရဆိုတော့တော်လေးတန်သွားပြီဟာအခုမှစဆော့ရဲဒီအကောင့်လေးမိရပေါ့နော်โอเคဒီကောင်ကျတော့ဘယ်နေရာတွေအသုံးဝင်လဲဆိုတော့ဒီလိုမျိုးဘယ်တီခူးတဲ့နေရာတို့အဲ့ဒီအရာဆိုတော့အသုံးဝင်နေကြတယ်ကျွန်တော်လိုချင်တာဒီနာခိုဘယ်ရီဆိုတဲ့ဟာအကောင်လိုတာဗျဘာလို့လဲဆိုတော့ဒီကောင်အစိတ်လို့ရရပြီးတော့ကျွန်တော်အသားတွေလည်းစိုးအောင်ဆိုတော့ AR ဒီ one ကတော့တော်တော်လေးစင်ပြေသွားပြီโอเคနင်းကြီးကနေပြီးတော့ငါဒီနာကိုပဲယူမယ်โอเคတူတူလေးဥပြီလားမသိโอเคပြီးတော့ကျွန်တော်ဒီနေရာလေးမှာမီးတို့လေးစိုက်တင်နေတယ်တဲ့လားကျွန်တော်ချက်ရှာကြည့်လိုက်အောင်โอเคဒီမှာရှာပြီဆိုတော့အေးဝိုင်းโอเคဒီမှာတက်သားလို့ရတယ်โอเคတက်သားလေးထပ်ခေါ်လိုက်โอเคဘာလို့လဲညအောင်ရောက်လိုက်โอเคဒီကောင်ခရလို့ရတယ်ဘိုက်စာပြီကွာငါကောင်ဘိုက်စာနေ
Okay တက်သားရရန်လေးနေရတော့ရှော့ Okay နောက်မှပြန်လိုက်မယ်ဒီနေရာမှာမင်းကိုတစ်ချက်စားလိုက်မယ်ဆိုလာခဲ့တူတာ Okay နည်းနည်းပြန်လေးရောဒါကတော့ကျွန်တော်ရဲ့ ARK Ultimate Edition Day 1လေးပေါ့နော်ဆိုတော့ Day 2မှာဆိုရင်တော့ကျွန်တော်တို့တွေကလက်နက်တွေ cram မယ်ပြီးတော့အကောင်တွေဖမ်းမယ်အပြင်အမဲတွေပါလိုက်မှာဆိုတော့ကျွန်တော်နဲ့အတူ Day 2မှာပြန်ဆောင်ကြမယ်ဆိုတော့ဒီ video လေးကဒီလောက်ပါပဲနော် video လေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းတိုင်းကိုကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက် video မှာအတူပြန်ဆောင်ကြမယ်